လူတကာကြီးပြောလိုက်စမ်းပါအလှဝဲဘလောက်ရည်ဆက်ချလိုက်ရတဲ့တော့လို့မေးတာခင်ဗျားတို့လည်းပဲမေးမှာမဟုတ်လားတကာကြီးတို့တကမကြီးတို့မေးမှာလားမမေးပါလားအလှဝဲပြီးရင်အလှမကြီးကိုလာမေးတဲ့သူရှိလိမ့်မယ်လူတကာကြီးတို့မေးတဲ့သူရှိလိမ့်မယ်ဘယ်လိုမေးမှာဟဲ့ညီတို့အလှဝဲဘလောက်ရည်ဆက်ချလိုက်ရတဲ့လုံးနဲ့မေးမှာလားမမေးမှာလားဟဲ့ပြောစမ်းတကာကြီးတကမကြီးတွေမေးမှာလားမမေးမှာလားရင်းနေတဲ့ပုဂ္ဂိုလ်မှန်တယ်မေးမှာပေါ့မေးတဲ့ခါကျတော့လူမကြီးကဘာလို့တလဲရှင်မရရေးတဲ့စူပေါင်းဆက်ပေါင်းအလုံးပေါင်းလို့ရှင်သိန်းထောင်တစ်ထောင်ကျော်လောက်တော့ကုန်တယ်တဲ့ဟမ်လူတကာကြီးဘာကုန်တာသိန်းတစ်ထောင်ကျော်လောက်တော့ကုန်တယ်တဲ့ဟုတ်တော့သိန်းတစ်ထောင်ကျော်လောက်ကုန်တယ်ဆိုတော့စဉ်းစားတာပေါ့ဘုန်းကြီးတစ်ပါး1000ကျွဲခါရကမမများတဘောပိုင်လာဟိဘုန်းကြီးတစ်ပါး1000ကျွဲအပါ30ကျော်ပြင်းတယ်စွန့်ကတ်တာနဲ့ဗာနဲ့ထားလိုက်ကုန်တော်ကောင်းကြီးမြတ်ကြီးလူရသန်းတာနဲ့ကိုသားလေးပရိခေယ၈ပါးဝယ်တာနဲ့အလုံးမတော်ကောင်းကြီးမြတ်သိန်း300လောက်ဆိုမလောက်ဘူးလားဒကာရကမမများနားလေလားဟိသိန်း1000ကျော်လောက်ရေစက်ချလိုက်ရတယ်တဲ့ဒကာကြီးခင်ဗျားလည်းပဲအလူပြီးရင်ပြောမှာမဟုတ်လားဘသူကမင်းမပြောမှာမဟုတ်လားအဲ့ဒီသိန်း1000ကျော်လောက်ရေစက်ချလိုက်ရတဲ့အခုဘုန်းကြီးအပါဘယ်နှပါ90ကျော်တပတ်ဘယ်လောက်လူမှာသူတကယ်တပတ်ဘယ်လောက်တသိန်းခွဲလူမှာတော်လေးတွေသိန်းကနန်းဖြစ်သွားလို့တခါတခါမှမရတဘောပိုင်လိုက်ဟုတ်တယ်ဗောတန်ဃာတွေအများကြီးနေဆိုတော့လေဒီလောက်ပဲလူနိုင်တော့မှာပေါ့90ကျော်ဆိုတော့တသိန်းခွဲဒါတော်များတာမှန်လိုက်ဘာပဲပြောတော်ကောင်းကြီးမြတ်ကြီးအဲ့ဒါပြီးလို့ရှိရင်အလူတကာကြီးနဲ့လူမကြီးကဂုံယူဝင်ကြွားစာနဲ့တိမ်ပေါင်း1000ကျော်2000နီးပါးကုန်တယ်လို့ပြောမယ်မဟုတ်လားလူတကာကြီးဘလို့မမောင်းမင်းနဲ့တော့အဲ့အဆိုတော်မတွေပေးရတဲ့ပတ်စံကဘာလို့ယူသက်ချတယ်ခဲ့တကယ်နားလေလားအဲ့ဒီဆိုင်းနေဗိတ်တိတ်တွေဓာကြီးတွေထဲတယ်ထဲရဘုန်းကြီးတွေရေစက်ချတယ်တယ်ဘာလို့ထဲရဗမာပြည်ဖြစ်နေတာပြောပြတာမှန်လားဟဲ့တကားတကမာမများနားလေလားဟဲ့အဲ့ဒါကြီးတွေကိုရေစက်ချတယ်ထဲတယ်အမလီဂုံယူဝင်ကြွားစာနဲ့ကျမတို့ရေစက်ချတာဘယ်လောက်လှူလိုက်ရတယ်တော့ဘယ်လောက်ရေစက်ချလိုက်ရတယ်တော့နဲ့ပြောသလားမပြောဘူးလားဘာသွားရေစက်ချတဲ့ထဲမှာဘာထားတယ်အလူမကြီးမိတ်ကလိမ့်တာရေစက်ချတဲ့ထဲလို့ရမလားတဘောပိုင်လားဟဲ့ဒကာဒကာမမများကျုပ်ပြောနေတဲ့ဟုတ်စားတဘာဘာချက်ပဲသူစားမှန်လားဟဲ့တန်ဃာတော်တွေနဲ့ပတ်သက်တဲ့အရာတော်ကောင်းကြီးမြတ်လူတဲ့တန်းတဲ့အရာလူတွေကျွေးမွေးတဲ့ဟုတ်စားမှန်တယ်တော်ကောင်းကြီးမြတ်အခုကြည်မြတ်စွာဘုရားကတော်ကောင်းကြီးမြတ်ဖရာဆိုတဲ့ဗန္နာတိုင်းဘာဗန္နာတိုင်းတို့နောက်နံပါတ်2ကတန်ဃာဆိုတဲ့ဗန္နာတိုင်းဘာဗန္နာတိုင်းတို့ဒီလူဝဲမှာ90ကျော်ကြွလာမယ်စွန့်သင်္ကန်းကျောင်းစီပစ္စည်းလေးပါတော့လူတယ်အားလုံးတော်ကောင်းကြီးမြတ်ကြည့်လိုက်တော်ကောင်းကြီးမြတ်